အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကကျွန်တော်တို့ဒီကွန်ပျူတာတွေမှာနေ့စဉ်သုံးနေတဲ့အခါမှာစက်ကိုဘယ်လိုပေါ်ပေါအောင်လုပ်မလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဘာစလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကွန်ပျူတာမှာရှိတဲ့ဒီ keyboard မှာရှိရဲ့ပေါ့နော် logo ရဲ့ icon ကိုနှိပ်မယ်ဘယ်လိုမျိုးနှိပ်ရမလဲဆိုတာလေးကိုကျွန်တော်ချက်ပြပေးမယ်နော်Okay ကျွန်တော်တို့အရင်ဆုံးဒီ logo ခေါ်တဲ့ဒီ window ရဲ့ window key ရဲ့ကျွန်တော်တို့ပြီး icon ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ tab ပေါက်လေးတစ်ချက်ကြာလာလိမ့်မယ် tab ပေါက်လေးမှာကျွန်တော်တို့ဘာရိုက်မလဲဆိုတော့ TEMP ဆိုပြီးတော့ကျွန်တော်တစ်ချက်ရိုက်ပြီးမယ်ပြီးရင်ကျွန်တော်အနာခောက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီပေါ်လာတဲ့ဟာတွေကိုကျွန်တော်တို့က control ရဲ့ A ကိုနှိပ်တယ်ပြီးရင်ကျွန်တော်တို့ delete နဲ့ဖြတ်မယ်မရတဲ့ဟာလေးကိုတော့ကျွန်တော်စကင်နဲ့ကြော်လိုက်မယ်ပေါ့နော်။ Okay ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီ logo ရဲ့ icon ကိုပဲထပ်နေမယ်။ဘာနှိပ်မလဲဆိုတော့ဒီအခါမှာဆိုရင်ကျွန်တော်တို့ shift 5ကဘာလို့လဲဆိုတော့ကျွန်တော်ဒီ percent ကိုလို့ကျွန်တော်ပေါ့နော်။ percent ရဲ့ TEMP ပြီးတော့ shift 5%နဲ့10%နဲ့ဆိုပြီးကျွန်တော်တစ်ချက်နှိပ်ရိုက်မယ်ပြီးရင် OK ကိုနှိပ်မယ်အတူတူပဲ Control A delete တစ်ချက်နှိပ်ပြီးမယ်ဒီမှာလဲကျွန်တော်တို့မရတဲ့ဟာတွေကဘာလို့ဖြတ်မရတာလဲဆိုရင်ကျွန်တော်ဒီနောက်မှာအခုလောလောဆယ် run နေတဲ့ file တွေလို့ပေါ့နော်အဲ့ခါဆိုရင်ကျွန်တော်တို့ skip ဘယ်နှိပ်ပြီးတော့ကြော်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ logo ရဲ့ icon ပဲပြန်နှိပ်မယ်။ဘာနှိပ်မလဲဆိုတော့ကျွန်တော်တို့ prefix ဆိုပြီးနှိပ်ရမယ်။ PREFECH ပြီးရင်ကျွန်တော်တို့အနာခောက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ prefix ကစလုံးပေါင်းတာမှားလို့မရဘူးပေါ့နော်။တခြားလေးကျွန်တော်တို့ကြည့်ပေါင်းမယ်။ဘာလို့ဆိုတော့မှားရင်တခြားထဲကိုရောက်သွားမှာပေါ့နော်။တခြားထဲရောက်သွားရင်မဆိုင်တဲ့ file တွေပြတ်သွားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တခြားလေးကြည့်ပေါင်းပါမယ်ပေါ့နော်Okay ပြီးရင်ကျွန်တော်တို့ Control A ပြီးရင် delete မရရင်ကျွန်တော်တို့ဒီမှာမှန်ချလေးပေးမယ်ပြီးရင် skin နဲ့ကြော်သွားမယ် Okay နောက်ထပ်ကကျွန်တော် logo ရဲ့ icon ထပ်နှိပ်မယ်ပြီးရင် RECENT recent ဆိုတဲ့ဟာလေးကိုထပ်နှိပ်မယ်ပြီးရင်ကျွန်တော်အနာခောက်မယ်ဒီမှာ recent file ထဲမှာရှိတဲ့ဟာတွေပေါ့နော်ဒီ recent တွေကိုလည်းကျွန်တော်တို့ကဒါဆော့ဆော့တော့တုံးထားတဲ့ဟာတွေပေါ့နော် recent ဆိုတဲ့သဘောတရားအဲ့တော့ကျွန်တော်တို့ဒါတွေကိုလည်းဖြတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ control A ပြီးရင် delete okay ပြီးရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ဒီ recycle bin ကိုသွားမယ် recycle bin ကိုမှကျွန်တော်တို့ right click တစ်ချက်ထောက်မယ် empty recycle bin ဆိုတော့တစ်ချက်နှိပ်ပေးမယ်ပြီးရင် yesပြီးရင်ကျွန်တော်တို့နောက်ထပ်တစ်ဆင့်ကပါချန်သေးလဲဆိုတော့ logo ရဲ့ icon ကိုပဲတစ်ချက်နှိပ်မယ် CLEANMGR ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပေးမယ် Okay ပြီးရင်ကျွန်တော် enter တစ်ချက်ခောက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ C ရဲ့ D ရဲ့ဆိုပြီးတော့ရှိတယ်ကျွန်တော်တို့ဒီ partition နဲ့ကကျွန်တော်တို့ C ကိုပဲ window ရဲ့ location ကိုပဲယူမယ်ဆိုတော့ကျွန်တော်ဒီ partition C ကိုပဲယူမယ်ပြီး OK ကိုနှိပ်မယ်ဒီမှာဆိုရင်ပေါ်လာရဲ့ထဲကဘာလေးတွေကိုမှန်ချပေးရမလဲဆိုတော့ကျွန်တော်တို့ဒီ download program file ဆိုတာလေးတွေကိုမှန်ချပေးရမယ်ပြီးရင် temporary internet file ဆိုတာကိုမှန်ချပေးမယ်ပြီးရင်အောက်ဆုံးကဒီ terminal ဆိုတဲ့ဟာလေးကိုမှန်ချပေးမယ်ဘာပုံမှန် user တယောက်ဆိုလည်းဒီ3 file ဖြတ်ပေးရပါပြီနော်အဲ့တော့ကျွန်တော် OK ပြီးရင် delete ကိုOkay ဒီတော့ပါပဲဒါဆိုရင်ကျွန်တော်တို့ပုံမှန်သုံးနေကြကွန်ပျူတာကဒီတစ်လတစ်ကြိမ်ဒါမှမဟုတ်ရင်တစ်ပတ်ကိုတစ်ကြိမ်ဒီလိုလုပ်ပေးမယ်ဆိုရင်ကျွန်တော်ပုံပါပြီးတော့သုံးရတာတော်လေးကောင်းသွားလိမ့်မယ်အဆင်ပြေသွားလိမ့်မယ်ဒီနေ့တော့ဒီတော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်
။